ဟုတ်ကဲ့မင်္ဂလာပါရှင် မင်္ဂလာပါဗျာ ဟုတ်ကဲ့ဒီနေ့ပေါ့နော်ကျမတို့ရှင်ပြိုင်ကစားသွားတဲ့ပွဲဥထွက်နာမည်လေးတစ်ချက်လောက်မိတ်ဆက်ပါအသင်းနာမည်လေးမိတ်ဆက်ပေးပါရှင် Brando system ပါ ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ပေါ့နော်ကျမတို့ရှင်ပြိုင်ကစားသွားတဲ့အပေါ်မှာပေါ့နော်တစ်ဖက်အသင်းရဲ့ရှင်ပြိုင်ကစားသွားတဲ့အပေါ်မှာဘယ်လိုမျိုးမြင်မိလဲပေါ့နော်တစ်ချက်လောက်သုံးသပ်ပေးပါအောင်ဒီလိုကစား ဒီလိုလည်းကောင်းပါလေကျွန်တော်တို့ကအခုမှပြိုင်ပွဲကအတစ်စဝင်တာဆိုတော့ဘယ်လိုမျိုးအတွေ့အကြုံတိတ်မရှိအတွေ့အကြုံလာရတဲ့ပေါ်ပေါ့သူတို့ကကောင်းပါကန်နေကြပါလို့ဆိုတော့ ဆိုတော့မောင်လေးလည်းတစ်ချက်ပြောပြပါအောင်ရှင် ကောင်းပါရဲ့နှစ်တင်းလုံးလည်းပိုကောင်းတာ ဆိုတော့ဒီနေ့ကြည့်လိုက်ရတာတော့ချိန်နေပဲပေါ့နော်ရှင်ပြိုင်ကစားသွားတယ်ဒီဖက်မှာလည်းတော်တော်လေးပေါ့နော်ခြေပသွားတယ်ပေါ့နော်ဆိုတော့ကြည့်ရတာတော့အားရပါတယ်လို့နော်ဆိုတော့ဒီပြိုင်ပွဲတွေအတွက်ဘယ်လိုမျိုးပြင်ဆင်ထားတာလေးတွေရှိခဲ့လဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးလို့ရရင်ပြောပြပေးပါအောင်ရှင် ပြိုင်ပွဲမှာတိတ်မစွာတိတာနောက်ကျတော့စီစဉ်ထားတော့တိတ်ကြည့်တိုင်းလူအကုန်ဟိုနည်းနည်းရှာတယောက်ရှာပြီးတော့ဟိုလောက်ရဆိုတော့တိတ်ပြီးပြင်ဆင်ချိန်တော့မရှိဘူးပေါ့အဲအကြောင်းမို့လည်းရှုံးလို့ ဟိုဒီအချင်းချင်းဟိုနောက်အတိရနောက်ကြသွားတော့ဖွဲ့စည်းရနောက်ကြသွားတော့တိတ်မညီွားတာ ဟုတ်ကဲ့ပါဒါဆိုရင်ပေါ့နော်ကျမတို့ဒီဆက်လက်ပြီးတော့ရှင်ပြိုင်ရမယ့်အပေါ်မှာပေါ့နော်ဘယ်လိုမျိုးပြင်ဆင်မှုလေးတွေရှိဖြစ်အောင်မလဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးပါအောင်ရှင် နောက်လာမယ့်ပွဲဆိုရင်ဟိုအကောင်းဆုံးစုစည်းပြီးတော့ဘယ်လိုပြန်လာခဲ့ပါလဲ ဟုတ်ကဲ့ပါဆိုတော့ခုလိုဖြေချပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်တယ်နောက်ပွဲမှာတွေလည်းပေါ့နော်အကောင်းဆုံးရလက်တွေနဲ့အတူပြန်လည်ပြီးတော့ညှော်လင့်နေပါဦးမယ်လို့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါ